ဒီနေ့ကျွန်တော်ရောက်ရှိနေတာကတော့ကျွန်တော်တို့မြောင်တုံးနိုင်စီပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်ရောက်ရှိနေတာကတော့ကျွန်တော်တို့မြောင်တုံးနိုင်စီပဲဖြစ်ပါတယ်မြောင်တုံးနိုင်စီမှာဘာတွေရှိတယ်ဆိုတာကျွန်တော်နဲ့တူလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာမြောင်တုံးနိုင်စီရဆိုရင်တော့စိုးမျိုးရဲ့အထင်ကရနန်ဆန်တာဝါအနီးမှတည်ရှိတာပဲဖြစ်ပါတယ်စိုးမျိုးမှာတော့ဒီ night market ကြီးကလူအစီကားဆုံးနဲ့လူကြိုက်အများဆုံးလို့သိရပါတယ်ဒေသခံကိုရီးယားလူမျိုးတွေအပြင်နိုင်ငံခြားသားဧည့်သည်တွေအများဆုံးလာရောက်တဲ့နေရာတစ်ခုဖြစ်ပြီးအစားချစ်သူတွေအတွက်တော့တကယ်ကိုနိဗ္ဗာန်ပုံပဲဖြစ်ပါတယ်ကိုရီးယားရိုးရာအစားအသောက်တွေအပြင်အခြားမုန့်ပဲတရေစာနဲ့ street food တွေကိုတနေရာထဲမှာစုံစုံလင်လင်ရရှိနိုင်တဲ့နေရာလည်းဖြစ်ပါတယ်အလားကုန်ပစ္စည်းတွေမှာဆိုရင်တော့ကျွန်တော်တို့ Nature Republic တို့လို A2 House တို့လို Innisfree တို့လိုစားတဲ့ K Beauty ပစ္စည်းတွေကိုဈေးနှုန်းတက်တာစာနဲ့ဝယ်ယူရရှိနိုင်မယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်Blackpink နဲ့ BTS တို့လို K-pop နာမည်ကြီးအမှုပညာရှင်တွေရဲ့အမတ်တရားပစ္စည်းအယောင်ဆိုင်များလည်းရှိပြီးအခြား fancy ပစ္စည်းအမျိုးမျိုးနဲ့အဝတ်အစားအမျိုးမျိုးကိုတနေရာထဲမှာဝယ်ယူနိုင်မယ့်နေရာလည်းဖြစ်ပါတယ်ဒီ night market ကိုတော့ကျွန်တော်တို့နေ့စဉ်ညနေ4နာရီ5နာရီလောက်ကနေစတင်ဖွင့်လှစ်ပြီးတော့ည7နာရီလောက်ထိဖွင့်တယ်လို့လည်းသိရပါတယ်လူအစီကားဆုံးချိန်တွေကတော့ည9နာရီကနေ9နာရီအတွင်းပဲဖြစ်ပါတယ်စိုးလာရောက်လည်ပတ်မဲ့လူတွေကျွန်တော်တို့နန်ဆန်တာဝါတက်မဲ့လူတွေဆိုရင်တော့မဖြစ်မနေလာရောက်လည်ပတ်တဲ့နဲ့ဈေးတစ်ခုဖြစ်ပြီးအိမ်ပြန်လက်ဆောင်အတွက်ဆူဗီနီယာပစ္စည်းတွေဝယ်မယ်ဆိုရင်လည်းနေရာကောင်းတစ်ခုဖြစ်ပါတယ်စားတောက်ဆိုင်တော်တော်များများကကျွန်တော်တို့ practical မရတာကြောင့်မို့လာရောက်လည်ပတ်မဲ့လူတွေအနေနဲ့ငွေဓာတ်ယူဆောင်လာခြင်းကပို့ပြီးတော့အဆင်ပြေစေမှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစိတ်ဝင်စားကြည့်ရှုပေးကြတဲ့တယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်